ကတော့ခံတယ်သူကလည်းခုနကရေးခဲ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါเนี่ยรูปเขาสวยเนี่ยနေကမှအလုပ်ဝင်လို့ဆိုတော့ဒီဒါကြောင့်ဒီစီတော့ဒီဟာစအမြင်မဲ့ညနေတမလို့ညနေတက်ဖို့လို့ရတယ်နေရဒီနေ့ကဘောက်တာရင်းဆိုတော့လေကဆက်ပြန်နေတယ်နေကတော့ဒီလက်ချောက်အားလုံးဖြစ်ပြီပါသိပါပဲဟော